မင်္ဂလာပါရှင်ဒီနေ့မှာ HSK1 သင်ခန်းစာ6ရဲ့အဆက်လေးကိုဆက်ကြည့်ရအောင်ဒီမှာဆိုရင်ဝှေ့ဆိုတာအသုံးပြုပုံကိုကြည့်မယ်ဝှေ့ဆိုတာလှုပ်တတ်တယ်လှုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရအဲ့တော့ဒီ subject လာမယ် subject ဆိုတာကိုကပြုလုပ်တဲ့သူပေါ့နော် subject ပြုလုပ်တဲ့သူပြီးလို့ရှိရင်ဝှေ့ဒါလှုပ်တတ်တဲ့ဆိုဝှေ့မလှုပ်တတ်ဘူးဆိုဘူးဝှေ့သူ့ရဲ့နောက်မှာအမြဲတမ်း verb လိုက်တယ်ပေါ့နော်ဝှေ့ရှယ်ဝှေ့ဆိုဝှေ့ဆိုဝှေ့ထန်这样会ရဲ့နောက်မှာအမြဲတမ်း verb လိုက်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဆက်ဝတ်ချတိဆောက်တော့မယ်ဆိုရင်ငါဒါငါတရုပ်စလုံးရေးတတ်တယ်ဆိုတော့ subject ကငါဟုတ်တယ်မလားငါအဲ့ဒါဆိုရင်我ရေးတတ်တယ်ဆိုရင်会写ဘာရေးတတ်တယ်လဲ汉字တရုပ်စလုံးရေးတတ်တယ်အဲ့လိုဖြစ်လို့ငါတရုပ်စလုံးရေးတတ်တယ်ဆိုရင်我会写汉字ဒုတိယတစ်ခုကကြတော့ငါတရုတ်ဟင်းမချက်တတ်ဘူးငါဆိုတာ subject ကငါဆိုတာ我မလုပ်တတ်ဘူးဆိုရင်不会ဘာမလုပ်တတ်တာလဲဟင်းမချက်တတ်တာ不会做中国菜你妈妈会说汉语吗你မေကတရုတ်စကားပြောတတ်လားဆိုလို့ရှင်ဘယ်သူလဲနေရဲ့အမေဆိုတော့你妈妈ပြောတတ်လားပြောတတ်တယ်ဆိုတော့会说汉语အမေဆိုတော့နောက်ကမထည့်ပေးလိုက်တော့နေမေတရုတ်စကားပြောတတ်လားဆိုရင်你妈妈会说汉语吗这个နော်ပြီးတော့ဒီဒုတိယတစ်ခုမှာဆိုလို့ရှိရင် subject ပြီးလို့ရှိရင် adverb နဲ့ပူ adverb ဒါမှမဟုတ်ရင်ပူရဲ့နောက်မှာ adjective လိုက်တဲ့ဆိုရဲ我很好ငါကောင်းပါတယ်我很好ဒါ adverb ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်我不好ငါမကောင်းဘူးပေါ့နော်我不好ငါနေလို့မကောင်းဘူး我妈妈的汉语我妈妈的汉语ဆိုတာငါမေရဲ့တရုတ်စကားက不好ဆိုတာမကောင်းဘူးပေါ့နော်不好很好不好就这样ပေါ့နော်သူတို့ပူလို့ဟန်တို့နောက်မှာကြတော့ adjective လိုက်တော့ဒေါနဲ့ဆုံးတဲ့ adjective တွေပေါ့နော်ဟောင်းကောင်းတယ်တို့မကောင်းဘူးတို့ဒီမှာဆိုရင်ငါကောင်းတယ်ဆိုတော့我很好ငါမေရဲ့တရုတ်စကားလုံးကမကောင်းဘူးဆိုတော့我妈妈的汉语不好中国菜很好吃တရုတ်ဟင်းလျာတွေက很好吃အရင်စားလို့ကောင်းတယ်လို့ပြောတာနံပါတ်3မှာကြတော့什么ဆိုတာဘလို့လဲဆိုတဲ့အတိတ်ပဲရတယ်怎么ကိုဘလို့သုံးလဲဆိုလို့ရှိရင်သူ့ရဲ့နောက်မှာလဲသူ့ရဲ့နောက်မှာလဲ verb လိုက်တယ်什么走ဘလို့သွားလဲ什么写ဘလို့ရေးလဲ什么读ဘလို့ဖတ်လဲဆိုရဲ什么ရဲ့နောက်မှာလဲ verb လိုက်တယ်เนาะအဲ့တော့ပထမတစ်ခုကကြတော့这个汉字怎么读读ဆိုတာဖတ်တယ်အဲ့တော့怎么读ဆိုတော့ဘလို့ဖတ်လဲပေါ့နော်这个汉字怎么读ဒီတရုတ်စလုံးကိုဘလို့ဖတ်လဲပေါ့နံပါတ်2ကကျတော့你的汉语名字怎么写汉语名字ဆိုတာတရုတ်နာမည်汉语名字ဆိုတော့怎么写ဆိုတာဘလို့ရေးလဲ你的汉语名字怎么写这个字怎么写ဒီစလုံးကဘလို့ရေးလဲဆိုရင်这个字怎么写ပေါ့နော်ဒီဟာလေးကတော့အတန်ဖတ်ကိုရဲ့ pronunciation လေးသင်ခံအတွက်ဖတ်ရမှာပေါ့နော်你会说汉语吗နင်တရုတ်စကားပြောတတ်လား你会写汉字吗နင်တရုတ်စာရေးတတ်လားတရုတ်စလုံးရေးတတ်လား你会做中国菜吗နင်တရုတ်ဟင်းလျာချက်တတ်လား你有汉语名字吗နင်မှာတရုတ်နာမည်ရှိလား你会写你的汉语名字吗နင်တရုတ်နာမည်ကိုနင်ရေးတတ်လားပေါ့နော်ကဲဒါကလေ့ကျင့်ခန်းလေးတွေလုပ်ရမှာပေါ့နော်ပုံကိုကြည့်ပြီးတော့အဖြေလုပ်ရမှာ我们都会ဒါငါတို့အားလုံးကတရုတ်စကားပြောတတ်တယ်ဆိုရင်我们都会说汉语ပေါ့နော်中国နံပါတ်2က中国菜ဆိုတာတရုတ်ဟင်းလျာက很ဘာလဲဟင်းဆိုတော့စားကောင်းတယ်ဆို好吃中国菜很好吃အရင်စားလို့ကောင်းပါတယ်သူကဘာလုပ်တတ်လဲ他会做中国菜သူဟင်းလျာတွေလုပ်တတ်တယ်这个汉字我会写我会读ဘောနော်ဒီစလုံးကိုငါဖတ်တတ်တယ်ဒါပေမဲ့မရေးတတ်ဘူးလို့ပြောမယ်အဲဆိုတော့这个汉字我会读不会写会
会读ဆိုတာဖတ်တတ်တယ်不会写ဆိုတာမရေးတတ်ဘူးပေါ့နော်ကဲဒီဟာလေးကိုကြည့်ရအောင်ဒီဟာလေးကကြည့်ရမယ်ဆိုလို့ရှိရင် first tone နောက်မှာ first tone second tone third tone fourth tone ဒီဟာလေးတွေကိုအတန်ဘယ်လိုထွက်လဲဆိုတာကြည့်ခိုင်းတာနော်အဲ့တော့咖啡咖ဆိုတာ first tone သူ့ရဲ့နောက်မှာလဲ first tone ပဲလိုက်တယ်咖啡ဆိုတာ coffee ဒုတိယပုံလေးကျတော့公园ဆိုတာပန်းခြံ first tone နောက်မှာ yuan ကကျတော့ second tone အဲ့တော့ yuan 公园ဆိုတာပန်းခြံပေါ့နော်သုံးခုမြောက်က second third tone 机场ဆိုတာလေယာဉ်ကွင်းနောက်ဆုံးတစ်ခုက车站ဆိုတာကားဂိတ်ပဲကားမှတ်တိုင်ပေါ့နော်车站အဲ့လိုပဲဒီဟာလေးတွေကလည်းဖြည်းရင်းလေ့ကျင့်ခန်းလေးတွေပါဒီမှာ笔画ပိုင်းပြန်လာမယ်နော်ဟန်စတရုပ်စလုံးလေးတွေရေးတဲ့笔画အခြေခံ笔画အပိုင်းလာပြီဆိုတော့ဒီမှာဆိုလို့ရှိရင်ဖြဲကျော်ပေါ့နော်ဖြဲကျော်ဆိုတာအပေါ်ကနေဘယ်ဘက်ကိုအပေါ်နေဘယ်ဘက်ကိုတစောင်းလေးဆွဲလိုက်ပြီးတော့ညာဘက်ကိုပြန်ဆွဲလိုက်အဲ့တော့ဖြဲကျော်ရှဲကိုဆိုတာအပေါ်ကနေညာဘက်ကိုစောင်းလိုက်ပြီးတဲ့အခါကျတော့ကြိတ်ကလေးနဲ့ပြန်ဆွဲလိုက်တာရှဲကိုထီဆိုတာဒီနံပါတ်3ထီကအောက်ကနေအပေါ်ဆွဲတာထီပေါ့နော်ဘယ်လိုနေရာတွေမှာသုံးတာလဲဆိုတော့ဘေးနားမှာ example character လေးတွေပြထားတယ်ဖြဲကျိုးဆိုရင်မ什么的么တို့东西တို့ရှဲကိုဆိုလို့ရှိရင်ဝေါ်တို့ချမ်းတို့ရေးတဲ့နေရာမှာသုံးတယ်လို့ထီဆိုလို့ရှိရင်လည်းဝေါ်တာဒီနေရာတွေမှာသုံးပါတယ်တဲ့တရုပ်စလုံးလေးချိန်ခန်းလေးတွေလုံးမယ်ဆိုလို့ရှင်3ပေါ့နော်3ဆိုလို့ရှိရင်တဆင်ချင်းရေးထားတယ်ဒီမှာပြန်တော့ပေညာတရုပ်စလုံးရေးလို့ရှင်ပေကနေညာအပေါ်ကနေအောက်ပေါ့နော်အတွင်းပြီးတော့မှအပြင်ဒီလိုမျိုးအခြေခံစကားလုံးလေးတွေကိုရှစ်သင်ခန်းစာတွေမှာသင်ပြီးသွားပြီเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်လဲဝေါ်ကိုဘယ်လိုရေးလဲဆိုရင်ဒီမှာတကွက်ချင်းစီဒီမှာပြပေးထားပါတယ်အဲ့တိုင်းရေးလို့ရပါပြီကျွရရှိလည်းအတူတူပဲအပေါ်အောက်ပေညာအလဲပြီးတော့မှအပြင်ဒီလိုပေါ့နော်ကဲဒါဆိုလို့ရှိရင်နော်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲရှေ့တကြစိတ်ချက်